တော့2မိနစ်စပြီ မေးပြီနော်နာမည်ဘယ်လိုခေါ်လဲ ဟောတော့ကွာ ပြောလိုက်လေစတော်ဘယ်ရီ စတော်ဘယ်ရီရဲ့အမှန်တိုင်းဖြေပါတယ် စတော်ဘယ်ရီဆိုဟွာရန်ကုန်သူမဟုတ်တောင်ပေါ်ဒေသလား နှစ်ခုလုံးမှာနေတယ် ဟိုနေတာမှတ်နေဒါပေမဲ့တောင်ပေါ်ဒေသလား တောင်ပေါ်ဒေသဖြစ်ဖြစ်တောင်အောက်ဒေသဖြစ်ဖြစ်စတော်ဘယ်ဒီကနေရတာမှာနေတယ် မနဲ့လေဟိုရက်ကမစုံတာတိတ်မကြသေးဟုတ်တယ်မလား မမမီတာ ဒီဒီနဲ့ဟိုတယ်လောမှာစုံတာ ဟုတ်တယ် အဲ့တော့မမိတော့ဘူးလေ မှတ်မိတော့ မမဒီဒီကလူတကာနဲ့နေရတာမှာခဏခဏစုံနေဘလို့ပဲ ဘာတွေကလတ်တွေမှာတွေ့ဆုံးပဲရန်ဆောင်နေရန်ဆောင်ရန်ဆောင်နေ ဝင်းကြီးပေါ်တော့9ယောက်ရှိရ ရမ်းရတယ်စတော်ဘယ်ဒီဆိုတာအရင်များတယ်ဂျပန်တို့ကိုရီးယားတို့မှာလည်းရှိတယ် စတော်ဘယ်ရီဒီလေးကလေဟိုအဆိုတော်တော့အဆိုတော်ပဲဒါပေမဲ့ဟိုအရင်ကြာပြီလားပေါ့စီနီယာလားဆိုတော့ထဲမှာ3-4နှစ်တွင်းလောက်မှနာမည်ကြီးလိုက်လဲဆိုတော့လား မန်တိုင်းဖြစ်မယ်နော် မညာဘူးလူကြီးကိုမညာဘူးနော်နေရကြည့်မယ် ညာဘူးညာဘူး ပြော ငယ်ပချင်းဆိုတာ မညာဦးရဲ့ငယ်ငယ်လေးကချင်းဆိုတာတဲ့ ဩငယ်ငယ်လေးတွေကသချင်းဆိုတာ အချိုးကနဲ့မှာပါဟဲ့ ဟွာကီးဘုတ်တီးပြီးတော့ကိုယ့်ကိုဆိုတာကာပါဆောင်းနေပါ ဘာစီးနေဆိုတာ hip hop စီးနေဆိုတာဘာလဲဆိုတာ အကောင်ဆိုတယ်ကိုကိုထွန်းထွန်းတချင်းလဲဆိုတယ်မမဒီဒီတချင်းလဲဆိုတယ်အကောင်ဆိုတယ် အမတချင်းရောဆိုလားအမတချင်းအမပောက်တဲ့တချင်းရောဆိုလားအမထွက်ခဲ့တဲ့ series တွေကလေ ညာယူလိုက်ဟုတ်တယ်မလား မဆိုလဲဟုတ်တယ်လေမေးတော်မေးနေနောက်ပြီးပြောလိုက်တယ်မေးတော်မေးတယ်ကဲစတော်ဘယ်ရီကတော်တော်လေးလာထားတာပဲ စတော်ဘယ်ရီကငယ်ငယ်လေးတဲ့ဒီ site ပဲလား ဒီ hype ပဲလားဒီအရက်ပဲ ဒီပဲလား ငယ်ငယ်လေးကတော့ဘယ်အသက်ရွယ်ရလဲပြောလေ ဟုတ်လေအခုမသိဘူးအဲ့ဒါ အခုလည်းတသေးလေးဖြစ်နေလို့ပြောတာလားလို့အခုလည်းတသေးလေးဖြစ်နေတယ် ငယ်ငယ်တော့ စိတ်ဆိုးရင်ဘိုးသေးတော့ပဲစိုးမနေနဲ့ အခုကတော့ဂျင်းမီပိုင်းဆော့ပြီးတော့နည်းနည်းအရက်တွေပိုင်းရှိအောင်လုပ်ထားတာပေါ့ အော်ဒီလောက်ဂျင်းသွားတာမတွေ့ဘူးလားကိုကိုထွန်းထွန်းနဲ့ အော်ဒါအရက်ရှည်အောင်လုပ်ထားတာဗော ဟိုအစိုးပြိုင်ပွဲတွေပါလေဝင်နေမလား အစိုးတိုင်မွေးအိမ်မှာလဲပြိုင်နေရတာတနေ့တနေ့ပချင်းနေပဲဆိုနေတာခုတမတ်စင်ကမှလည်းလာပြိုင်နေတာဆိုတော့ပြိုင်လာပါပဲ ကျက်စတော်ဘယ်ရီကတဲခွဲပြီးတော့ဘဲကထားခဲ့တာခံထားရတယ်ဟုတ်လား ဒီကမရှိပါဘူးစင်ကြနေတာ ထားခဲ့တော့ဘယ်လိုရှိတော့မှာလဲ ကိုယ်တိုင်တချင်းရေးတာ ပချင်းရေးတယ်ဒီလဲဆိုလဲဆိုလဲ အဲ့ဒါရုပ်ရှင်ရမဟုတ်ဘူးပေါ့ရုပ်ရှင်လောကမဟုတ်ဘူးဂီတလောကပေါ့ တရုတ်လဲဆောင်တယ် ဟမ်ဘာ ဘိုးတော်မှာစတော်ဘယ်ရီနဲ့ကျွန်တော်နဲ့ရုပ်ရှင်တကားရက်သေးရလေရုပ်လို့မှာလေ မမမီးတော့ ဟုတ်လား တို့စပင်းဖြောက်ထားတာမလားအခုတို့ ဒါခုစပင်းလေးအစိမ်းလေး ဘိုးဖြောက်ထားတယ်စပင်းဖြောက်တာဟုတ်တယ်မလား ဒီမှာလေးဆောင်းလာတယ် အာဟုတ် နောက်ရုံးပါဆိုရှိသေးတယ် မခိုင်လေးနဲ့ဒီဒီနဲ့စက္ကန့်30ပဲကျွန်တော်လေ မနဲ့လေချင်းတွဲဆိုဘူးလား စ ဒါ တော်ဘ မှ ယ် မ ရီ ဟုတ် ကျွန်တော်ရဲ့ရဲရင်အောင်ရဲ့လေရုပ်ရှင်တကားရက်သေးဟုတ်တယ်မလား ပြန်ချင်းနေမဲလေတောင်ပြောင်မဲလေ အော်တရားချင်းနေမေးလေတရားမေးကိုကြီးမေးလား ဒီမှာမေးနေပြီလေဟုတ်လားလို့ဟုတ်တယ် ပြန်ချင်းဒီတစ်ခုချင်းဒီပြန်မဲပါ ကဲအဲ့ဆိုမေးမယ်ကိုကပါလဲဂျီဒီနဲ့တချင်းတူတူဆိုဘူးလားဒါမှမဟုတ်ရှိုးပွဲတွေမှာစုံတယ်ဘယ်မှာစုံဘူးလားလဲပြော ကျဝဲမှာဆောင်းမှုလေလွန်ခဲ့တဲ့နှစ်တွေလေက အာတချင်းတူတူဆိုဘူးလား ဆော်ဘူးတလို့မဆော်ဘူးတလို့ ဟုတ်ပါတယ်ဆိုတော့အဟောင်းတော့အဟောင်းနေရပါဆိုတော့အဟောင်းတော့အဟောင်းနေရပါ ဘာလို့ညင်သွားကြလဲ ဟမ် ကို ကို စဉ်း စဉ်း စား စား နေ နေ ပြီ ရ ဘာပေးရမလဲဆိုတော့ စဉ်းစားရင်ကြွေးရင်မေကုန်လေးတွေပေါ်လာနာမည်မှာရောက်ပါတဲ့တယောက်လား ဟာမသိဘူး နာမည်မှာပန်းပါတဲ့တယောက်လား နာမည်ပါလာနာမည်ပါလေဟာလာ ရေးတယ် ခုနတချင်းဆိုတော့မောလား ရမ်းမောတယ်ကိုကိုထွန်းထွန်းရဲ့ရမ်းမောလာတယ် ဩ ကိုထွန်းထွန်းနဲ့ဂျင်မာစုံဘူးလား သုံးဘူးသူကရှောက်ပြောတယ် ကိုကိုထွန်းထွန်းရှိရဲ့ချင်းမတော်ဘူးကိုကိုထွန်းထွန်းတွေ့ရင်နေခုံလို့ အာ အာကဲ ငါပဲချင်းမပိုးပေါက်ကလုတ်ပြီးလို့ လောက်ကြပါအောင်ကဲတော်မူကြပါ တခေါ်လာတော့ပြောချင်တယ် အဲ့ဒါဘာ ပြော ပြော ပါ နေ ရှင် ကိုကိုထွန်းထွန်း ဟာဘာပြောနေတာတော့ ဘန်ကောင်းမှာပဲဖြစ်ဖြစ်ရန်ကုန်မှာပဲဖြစ်ဖြစ်အီဒီယံပွဲတွေသွားရင် မဟုတ်ဘူးအဲ့ဒါဒီပြေးလဲရလားမသိဘူးအဲ့ဒါဘာတူတော့လို့ မ
မင်းကိုမေးနေရတယ်ကွာမင်းကလည်းဘယ်သူတော့လာမှာလဲ ဘယ်သားမတ်ကလွှဲကျွန်တော်ဘာမှမကပါဘူး ကိုထုံးကောက်ွက်လေးလုပ်ပါဦးကိုထုံးကောက်ွက်လေးတစ်ခွက်လောက် ကိုထွန်းထွန်းတော့ အေးဟုတ်ပါပြီငါစဉ်းစားရမ်းခတ်သွား လို့လုံးနေကိုရမ်းတည် ဟိုကျွန်တော်သိရလူတွေဘိုင်းတော့သိရလူမရှိဘူး မနဲ့ပြင်မှာတော့မမြင်ဘူးနော်ဟုတ်တယ်မလား မရပါအကုန်လုံးနဲ့ဆုံမှုတယ် ညာမပြောနဲ့ တကယ်ပြောတာမရပါဘူးတရားခံရင်ဆုံမှုတယ်တရားဓမ္မတွေတူတူတိုးသားပြီးတော့မှတ်ဘူးတယ်လေမမခံနေနဲ့ ဘလို့ တရားတူတူခံမှုတယ်လေ တရားတူတူထိုင်မှုတယ် ကြောက်ပြောနေငါကဘာပတ်ပြီးတရားထိုင်တယ်လို့ပဲ ဟိုတလို့ကလေဗာလဲဟိုတချင်းမိတ်ဆက်ပွဲတစ်ခုမှစုံတာဟုတ်လား ဘသူတချင်းမိတ်ဆက်ပွဲလဲ ထက် easily လေထက် easily ရဲ့ သူပဲတဲ့ထိတ်စီလေးက အော်ပြီးတယ်တနာယူ အေးတနာယူပွဲမှာစုံတယ်ဟုတ်တယ်မလား ဟောလာဟဲ့ ဖြည်းဖြည်းသားပြောပါသိတယ်တနာယူတာတစ်မျိုးကြီးပဲ ဟောပိုင်သေးရလောက်လာပါ ဘာပွဲ အဲ့တနာယူပွဲမှာစုံတာတနာယူပွဲမှာ ဟာပါလို့ဗျာအရောက်ဖို့တယ်ဘယ်သူလူတွေအကုန်လုံးကပြီးပြီးသားထိုင်နေတဲ့တချင်းနာမည် ဟုတ်တယ်သိကြပြီ ငါ သိ ပဲ ကြ မ ပြီ သိ အဲ့ဒါအမပြီးတယ်တနာယူဆိုဟဲဆိုပြီးဖြစ်သွားတာမဟုတ်သေးဘူး မဘာဖြစ်တယ် ဘယ်နာမှလည်းရှိတယ် ဘာလို့လက်ကြုံနဲ့ဟုတ်ပါ တနာယူလေးတစ်ပိုက်လောက်ဆိုပြလိုက်အမား အဲ့ဒါ တို့ ဒီမှာဘောင်းနေရလဲတနာယူကြောင်ရှင်းနေပါ စိတ် ဆိုပါ ကြည့်ပါနဲ့တရားတွေမှတ်တာများပြီးတော့မသိဘူး ဆိုတော့နာမည်အရင်ကနာမည်တစ်လုံးနဲ့လား တော်တော်ပဲဒီပါဆို နာမည်အရင်ကိုပြောတာတစ်လုံးနဲ့လားတဲ့ ဟုတ်တယ်လူ ကဲပုံပေါ်တစ်ခုပဲပြောပါတောင်ပေါ်ကလာပြည်ပြန်လာ တောင်မွားရှမ်းကလေးလား မျိုးသားမျိုးစုံရှိရလေဖေဖေရတာမောရလားမမေရတာမောရလားအဲ့လိုမျိုးမျိုးကြီးပြန်ခွဲပေးရလေ အဲအမျိုးက9ယောက်ရှိရဟုတ်တယ်မလားဘောတော့မ ဟုတ်ပါဘူး ဟုတ်လို့လား အခု အာအဲ့ဒါဒီဘောကိုလူတွေမက်ဆေ့ဆွဲအောင်ဘယ်လိုသိရလဲ ဟာဒါတော့ secret ဟာတရားစီရမေးရလို့ ကိုယ်တိုင်သိတာလားတယောက်ဆရာမေးတာလားအမှန်တမ်းပြော ကိုကိုထွန်းထွန်းတော့ကြောက်တယ် အဲကြောက်တယ် ဘာဖြစ်လဲဆိုတော့ Facebook ပါလာရေးလာဆိုလို့ အဲ့ဒီပြစ်စမ အဲ့ဒါမှရေးမှာဆိုလို့လေ ရေးမှာဆိုလို့လေ နေကိုကြောက်တယ်တဲ့ ကျေးဇူးတင်ပါတယ်အချိန်တော့ပြည့်သွားပြီဒါပေမဲ့မေးခြင်းနဲ့မေးခွန်းရှိသေးလား ရှိတယ် ရှိတယ် ကဲ ရှိရင်မေးကဲမေး မလားတော့နေကို ဟို အား လေ ကိုးတယ် ဟိုဟာလေအင်္ဂလိပ်သရှင်တွေဆိုတာလည်းအရန်ပိုင်တယ်ဟုတ်တယ်မလား English စင်းနေရောဂျပန်နေရောတရုတ်တွေရောအကုန်ပိုင်တယ် ကင်းကဲလောက်ရလည်းကြိုက်တယ်လေ အရင်ကြိုက်တယ်အရင်ကြိုက်တယ်အမှားပါလဲကြိုက်တယ် โอเคပါကဲကျေးဇူးအများကြီးတင်ပါ